2025 ခုနှစ်အတွင်းမူရည်စေဝါဖမ်းဆီးရမိမှုတန်ဖိုးဟာငွေကျပ်1960ဘီလီယံကျော်ရှိခဲ့ပြီး2024ခုနှစ်ကထက်နှစ်ဆတိုးပြီးဖမ်းဆီးရမိတယ်လို့ထုတ်ပြန်လာပါတယ်။2024ခုနှစ်ကမူရည်စေဝါဖမ်းဆီးရရှိမှုတန်ဖိုးဟာကျပ်998ဘီလီယံကျော်သာရှိခဲ့တာကြောင့်နှစ်ဆတိုးလာခဲ့တာလို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။2025ခုနှစ်အတွင်းဖမ်းဆီးရမိခဲ့တဲ့အမှုဟာပိုနည်းလာတာဖြစ်ပေမဲ့ဖမ်းမိတဲ့ပမာဏတွေကတိုးလာတာဖြစ်ပြီးစံချိန်တင်လာနေတာပါအမှုပေါင်း9380မှုတရားခံ9562ဦးတို့ကိုငွေကျပ်1961.324ဘီလီယံတန်ဖိုးရှိတဲ့မူရစ်ဆေးဝါးတွေနဲ့အတူဖမ်းမိခဲ့တာဖြစ်ပါတယ်ဘိန်းတတန်ကျော်ဘိန်းဖြူ2.1တန်ကျော်စိတ်ကြွရွတ်သွစေပြား389တန်ကျော် ice 39.8တန်ကျော်ဘိန်းစာရွက်1.5တန်ကျော် happy water 204ကီလိုကျော်ကက်တမင်း15တန်ကျော်ကိုဖမ်းဆီးရမိခဲ့ပါတယ်ဒါပေမဲ့မြန်မာပြည်မှာမူရည်စေဖမ်းဆီးရမိမှုဟာ10ပုံပုံရင်တပုံသာဖမ်းမိတာလို့ဆိုတာကြောင့်ကျပ်ငွေဘီလီယံ16000ကျော်တော့လွတ်သွားတဲ့ပုံပါမူရစ်စေဝါနဲ့ပတ်သက်ရင်ကမ္ဘာမှာမြန်မာဟာနံပါတ်1ပါ